ရပြီဒီနေ့ကတော့ဒါမြောက်မြင်မှာ eco branding တင်တဲ့ပထမဆုံးအချိန်ပြုလုပ်တာပေါ့နော်ကျမတို့လည်းဒါနောက်ဆုံးနေ့ရောက်လာခဲ့ပြီပေါ့နော်နောက်ဆုံးနေ့မှာတင်တန်းစင်ပွဲမှာလာရောက်အားပေးတာဖြစ်ပါတယ်လို့ခုနကကြည့်ရတော့တော်တော်သူတို့ပြုံနေကြတာတွေ့ရတယ်ဒါလိုက်ကြည့်ပါဦးနော်ဒါတော့ပတ်တန်းချတာပေါ့နော်ဒီအစ်ကအရေးကြီးတယ်ဒါဆိုဒီအစ်မှာသူတို့ပေါင်းတာတို့ပိုးချတာတို့ဟိုတက်မှာလှမှာဆိုလေမဒီဇိုင်းခဲ့နေတာပေါ့နော်အကြည့်အောင်ဆက်လိုက်တယ်ဒါလေးရက်ကြိတ်ရလို့ဒါလေးနဲ့ကြိတ်တယ်ဒီနောက်မှလည်းကြည့်ရသွားကျမကိုစောင့်နေတယ်သူတို့ဖြည့်တာအချိန်လုံးသွားလို့ပေါ့နော်ဟုတ်ရှင်လားနော်စိတ်မဆက်ဆိုလဲကြိုက်တယ်အဲ့ဒီကလေးလေးမိုက်တယ်အမားတို့စစ်ထတောင်းတဲ့ဟာပြီးမှ surprise အဲ့အင်ဂျင်လေးကိုပါလောက်ထားပါဘာကဟာလေးထားဟိုဘက်ကနားမလို့ရဟာဒီကဘာပန်းလဲမအဲ့ဒါဟိုခေါင်းရမ်းခေါင်းရမ်းတောင်းရှာရဲဒီလိုအယောင်ထွက်တယ်နော်ခေါင်းရမ်းရဲ့ကျမလည်းခေါင်းရမ်းထင်တယ်နော်ဟုတ်တယ်ခေါင်းရမ်းဟုတ်တယ်ခေါင်းရမ်းရဲ့ဒါလေးကကျက်စုပေါ့ကျက်စုရဲ့ကနပူရဲ့ဒါကကြတော့ကနပူဟိုဘက်ကတောင်းရှာဒါဒီဒေတာမှာတော့ကျိုးနေရအရင်ပေါ်တော့လေကျိုးနေနေဒီကလေးလေးပါဒီကလေးကရဲဒီကလေးကျိုးနေတယ်ကြောင်ရှောက်ရှာဝတ်ထားတာဒီကလေးဒီမှာလေဒါစီးပြန်ချုပ်အောင်မှာမလားစီးပြန်ချုပ်ရင်ဒီလိုအယောင်ဖြစ်သွားတော့မှာဟုတ်တယ်ဟုတ်စေးချုပ်ပါဒီဝတ်စုံတွေကလည်းဒီအမားတွေခုတင်ပြီးရဲ့ဆရာမတွေကလည်းတော့သူတို့လောက်ထားတာသူတို့ကိုပဲအားပေးရရှင်စိတ်တကြမှာဆိုလို့လေအဲ့လည်းဟာလေဒါရလေဟိုအထီးလင်းလဲရတယ်ဘာလဲကြောင်ရှာနဲ့ခေါင်းရဘာဝနဲ့ထိတွေ့လိုက်တဲ့ခါလူရဲ့စိတ်ကလည်းဟောဖြစ်တယ်ထီးလင်းရတယ်ဟိုစိတ်ပန်းပြေတယ်ဘာလို့လဲအဲ့လိုကျုံးပါနဲ့ကျုံးအဲ့ဒါကအေးကတိအဲ့ဒါကကိုဟာနဲ့ခေါင်းရမ်းဒီမှာဒီလိုမျိုးကလေးထည့်အရင်လာနော်ခေါင်းရမ်းဒီမှာလေးဒါအဲ့ဒီအောင်ရပြလို့တာအဲ့ဒီလေးတွေကိုစမ်းလာဖြစ်ပါတယ်။ဒါအဲ့ကြီးကိုဖြတ်ပြီးဒီကလေးဆိုလေအမအရင်မေးကြည့်ဘလို့ခံစားပြော့လားပြောတာပေါ့။ဟုတ်။စလောက်တော့အဖြေမထွက်သေးတော့မသိဘူး။နောက်အဖြေလည်းထွက်တာတော့ခရနေပြီ။အဲ့လိုအထုပ်ဖြေလိုက်အရင်ပြောရနော်။အရင်ပြောပါအရင်ဆိုရင်အဲ့ညီမရကျမကိုစောင့်အထုပ်ဖြေဖို့ကျမပြောလို့လေအခုလည်းထုတ်ပြီးလို့ဆောင်တယ်ဟောဗလဲအဲ့တကယ်ပြောရနော်အဲ့အထုပ်ဖြေရစီတော့အဲ့ဒီကျမတို့အတွက်ဒီအတော့ဒီမှာလည်းမဟုတ်ဘူးနော်ဒီတော့ပြလိုက်ပြီးတင်းနဲ့လာဖွင့်ပေးတဲ့အချိန်ကျတော့ကျမတို့တို့ကစိတ်ညစ်တာတွေရောစိတ်မကောင်းဖြစ်တာတွေရောအားလုံးပပျောက်ပြီးတော့မေ့သွားပြီးတော့ဒီထဲမှာလည်းစိတ်နှစ်တယ်ပထမတော့လည်းခြေထိုးတာတွေတည်ပြီးတော့ခြေလေးတွေဆက်ထိုးတယ်အဓိကလည်းစိတ်ငြိမ်ပြီးတော့လေ eco print ကကြတော့လေသူကအဲ့ခင်းနေတော့မှတဲ့စိတ်ကိုပြန်ထူထားရတယ်ဒီကအဲ့ကြောင့်ဟိုလေဓာတ်ရိုက်ရင်စိတ်ကိုမတဲ့ health တင်တဲ့နေပါတက်မယ်မဟုတ်ဒါလေးလည်းလေစိတ်ပန်းပြီးကျမဆိုအရင်သဘောကျအခုနောက်ပိုင်းအဲ့ eco print တွေရောဝတ်တယ်ဘာလို့လဲဆိုအေးလေအေးရလေနောက်ပြတောင်းနေပြောတာတော့မှလည်းအဲ့ချောင်းချီရေးပြောရအာမနေ့တော့မဖြစ်ပါဘူးညာအမကဆရာမပြောတယ်မမလေးကခုန်ပေါက်နေကြတာလေပြောနေကြတာဟောလေကျမလည်းခုန်နေတယ်ပြောတယ်ဟုတ်ကဲ့လူကြတယ်ငါတိတ်တာဆက်မမလည်းအားရပါတယ်လက်တော့နော်လက်တော့ပြောလားဘယ်ချိန်ပြောလို့လဲပါလေပေါ်စားဒီကနေ့ခုပြောင်းညပြောတာလားမြင်ရမှာပြလေဩသာသိတာဒီကနေ့နေတော့ကလည်းကိစ္စလားမဟုတ်ဘူးโอเคတကယ်ပြောရဲအဲ့အထုတ်ဖြူရဲ့အချိန်အဲ့ဟာလေးပြလိုက်ရတယ်ဆိုရင်အဲ့တော့ကိုယ်ခုနကဒီလိုပြီးတယ်ကျမလည်းပါလေပြောအဲ့ဒီလေးခါသွားမှုလေလောက်ပါတော့အဲ့ကြောင့်မလို့လေဟိုကပြရတယ်ဘာကအကောင်းသေးပဲဆိုတော့နော်
ဆရာမမေးမယ်နော်ဆရာမပြောပါဆရာမ ပြောတယ်ရမ်းပြောတယ် ဆရာမအခုလိုအဝေးကိုလာတင်ရတာကိုဆရာမဘယ်လိုခံစား အစတော့ဝေးလာတင်တာနည်းနည်းတော့စိတ်ထဲမှာကြောက်လဲကြောက်တယ်ပေါ့နော်ပြီးရင်ကိုကညာတို့ပြစ်တော့ရေကိုကြောက်တာအော်လေးစီးရမှာကြောက်တာအဲ့ဒါလုံးလေတဲ့ဝင်တော့ငယ်လေးကလည်းអော်တယ်ကျမလည်းကြောက်တယ်ဒါပေမဲ့အခုတော့မေမေတဲ့လေးစီးရတာတော့ဟုတ်တယ်ဟုတ်တယ်ကျမလည်း အပြည့်ကြုံပဲနော် ဟုတ်တယ်အဲ့ဒါရောက်ချင်းမှာနော်ဒီဘက်ကိုမရောက်ခင်ငါတို့လို့ဒါဒီမလေးကတက်လိုက်တာအလုတ်လုတ်ပေါ့နော်ဒီလိုသဘောမထားနဲ့ဒါအကျော်ငါတို့ပေါ့နော်ခရီးလေးထွက်တာအဲ့လိုမျိုးလေးသဘောထားမယ်လို့ဆိုပြီးတော့သွားလိုက်တယ်ဒီဘက်လည်းရောက်တယ်ဒီဘက်ရောက်တော့ပြောဟုတ်လားအဲ့ဒီကျွတ်နေတဲ့နင်းတာကိုပြောတာလေဟုတ်လား အမကြအရင်ဆုံး volunteer လေသူကလက်ထောင်တာကိုကအဲ့လွန်မြောက်နေမြန်မာလို့တင်ပေးချင်တဲ့ corporate ပေါ့နော်ဒီ corporate မဟုတ်တခြားတင်တန်းတွေပေါ့အဆုံးတင်ပေးချင်တယ်ဆိုဒီအမအရင်ဆုံးလက်ထောင်မြန်မာလေးအမသွားတင်ပြီးပေါ့အဲ့လေကျောင်းပိတ်တဲ့အချိန်ညှိပြီးတော့အခုမိုးတွင်းဖြစ်နေပြီမဲ့လည်းကျမကျောင်းပိတ်တဲ့အချိန်ကိုညှိပြီးတော့ဟိုလုတ်ပေးရပါတော့ဒီအမတို့ဆိုလို့ရှိရင်လည်းဒီ corporate တွေကိုလက်ရှိတောင်းနေရထောင်းရအဆင်ပြေရကိုလည်းရောင်းပြီးရပေါ့နော်ဆိုတော့တော်တော်လေးကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ဖြစ်နေပြီးတော့ချောင်းတိုင်းနေဝင်အောင်လုပ်နေတာပေါ့နော်သူဒီဇိုင်းလေးလည်းထုတ်ပြီး product တွေထုတ်ပါတယ်လို့နောက်ကြရင်လည်းကြော်ညာပြုံးနဲ့အားပေးကြပါအောင်လို့ဒီလွမြောက်နေပြည်ရညီမတွေပစ္စည်းတွေထွက်လာရင်လည်းအားပေးကြပါအောင်လို့တောင်းဆိုပါတယ်လို့